မိဖုရားကငုံဥတလုံးပိုစားမိတာကြောင့်ဘယင်းကြီးဟာသူမမှာကိုဝင်ရှိနေပြီဆိုတာကိုချက်ချင်းရိပ်မိသွားပါတယ်။မိဖုရားကိုယ်တိုင်ကလည်းဝန်ခံလိုက်တဲ့အခါမှာတော့ဟင်နရီဟာအတိုင်းမသိဝမ်းသာသွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရင်ဇနီးတဲ့နှစ်ဦးစလုံးဟာသူ့ကိုတားရတနာမပေးနိုင်ခဲ့ကြလို့ပါပဲ။ဒီတစ်ချိန်ဂျင်းရဲ့ကိုဝင်တဲ့ဟာဟင်နရီရဲ့မျောလင့်ချက်တွေကိုဒေကြပေါ်ပြန်လဲတောက်လောင်စေခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးဟင်နရီဟာဂျင်းကိုအဆအရာရာဂရုတစိုက်ပြုစုဆောင်ရှောက်ခဲ့ပါတယ်။သူမအကြိုက်ဆုံးပြင်သစ်ဂုံဦးတွေကိုတင်သွင်းပေးုံတွေမကပဲသူမနဲ့အတူရှိပေးဖို့မှာအချိန်ပေးခဲ့ပါတယ်။မကြခင်မွေးဖွားလာတော့မြသားတော်ဒီအတွက်ရွှေကစားစရာတွေကိုတော့မာယူပြုတ်လုပ်ပေးခဲ့ပါသေးတယ်။ဟင်နရီရဲ့ဂရုတစိုက်ကာကွယ်စောင့်ရှောက်မှုအောက်မှာဂျင်းဟာမွေးဖွားမဲ့ရက်ကိုဘေးကင်းစွာရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနေ့ဟာသူမအမျှော်လင့်ဆုံးနဲ့ဖြစ်တင်ပေမဲ့မိဖွားခါနီးမှာပဲသူမဟာမကောင်းတဲ့အတိတ်နိမိတ်တစ်ခုကိုရုတ်တရက်ခံစားလိုက်ရပါတယ်။ဂျင်းဟာသူမရဲ့အစီအကံကိုအပြင်းအထန်ခေါ်ယူပြီးမိဖွားစဉ်မှာဘာပဲဖြစ်ဖြစ်ဝမ်ဘိုက်တွေကကလေးကိုအရင်ဆုံးကယ်တင်ရမယ်လို့မှာကြားခဲ့ပါတယ်။သူမစိုးရင်ခဲ့တယ်လို့ပဲကလေးမွေးဖွားရတာဟာအလိုခက်ခဲခဲ့ပါတယ်။နှစ်ရက်တိုင်တိုင်နာကျင်စွာပိုင်နာခဲ့ပြီးနောက်မှာတော့ဂျင်းဟာနောက်ဆုံးမှာကလေးမွေးဖွားနိုင်ခဲ့ပါတယ်။ဟင်နရီရဲ့ဆူတောင်းတွေကိုနှက်ကောင်းနှက်မြတ်တွေကြားလီသလားမသိဒီတစ်ခါတော့သူဟာမင်းသားလေးတစ်ပါးကိုတကယ်ပဲကြိုးစိုးခွင့်ရခဲ့ပါတယ်။သူဟာကာလာချီကြစောင့်မျှော်ခဲ့ရတဲ့သားတော်ကိုအဲဒဝတ်လော့အမိပေးခဲ့ပြီးနန်းတော်ထဲမှာအခမ်းအနားဆုံးပကိစ္စံရေဖျန်းချင်းမင်္ဂလာပွဲကိုကျင်းပပေးခဲ့ပါတယ်။ဒါပေမဲ့ဒီဝမ်းသာမှုဟာကြာရှည်မခံခဲ့ပါဘူး။မိဖွားစဉ်ကရခဲ့တဲ့ပြင်းထန်တဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်ဂျဲဟာမကြခင်မှာပဲတားဖွားမိဖျားဝေဒနာကိုခံစားခဲ့ရပါတယ်။ရက်ပေါင်းများစွာအဖျားပြင်းထန်ခဲ့ပြီးဆရာဝန်တွေကသူမကိုကယ်တင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ကြပေမဲ့သူမမရှင်တန်နိုင်ခဲ့ပါဘူး။ဂျင်းရဲ့တည်ဆုံးမှုဟာဟင်နရီကိုအကြီးအကျယ်စိတ်ထိခိုက်သွားစေပါတယ်။အဲဒီနောက်ပိုင်းဟင်နရီဟာကိုပိတ်လောင်ထားပြီးအစားအသောက်ပြည့်ငင်းကနိုင်ငံရေးကိစ္စတွေကိုတော့လစ်လျူရှုထားခဲ့ပါတယ်။တညမှာတော့နန်းတွင်းအမတ်တဦးဟာအမျိုးသမီးငယ်တဦးရဲ့ပွန်တူပန်းကြီးကားကိုယူဆောင်ပြီးတညလုံးအပြေးအလွှာရောက်ရှိလာတဲ့အခါမှာပဲဟင်နရီရဲ့မျက်နှာမှာအပြုံးတစ်ခုပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီညမှာပဲဗရင်ကြီးဟာအစေခံကိုချက်ချင်းခေါ်ယူခဲ့ပါတယ်။အဲ့ဒီလိုတာယာမောဟိတာဖြစ်ခဲ့တဲ့ညဟာဟင်နရီရဲ့ရင်တွေကတောက်လောင်နေတဲ့တက်မှန်မှုတွေကိုပြန်လည်လုံစောပေးလိုက်တယ်လို့ပါပဲ။သူဟာမိဖုရားတစ်စစ်ရှာဖွေကိုဆုံးဖြတ်လိုက်ပါတယ်။သူပြောလိုက်တာနဲ့အမတ်တဦးဟာရောမအေဂရီရဲ့တူးမတော်ကိုချက်ချင်းအကြံပြုတိုက်တွန်းခဲ့ပါတယ်။တစ်ဖက်ကနိုင်ငံရေးအကျိုးအမြတ်အတွက်ဖြစ်တယ်လို့တစ်ဖက်ကလည်းဟင်နရီရဲ့အကြိုက်မဲ့ကွက်နေကြလို့ဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးငယ်ဟာမုတ်ဆိုးမတူဖြစ်နေပြီမြဲအပြူစင်ဖြစ်ပြီးအရွယ်လဲအလွန်နုပြိုသေးပါတယ်။အစပိုင်းမှာတော့ဟင်နရီဟာအနှဲငယ်တွန့်ဆုံနေပြီမြဲသူမဟာအလွန်အများလှပတယ်လို့ကြားလိုက်တဲ့အခါမှာတော့ချက်ချင်းသဘောတူလိုက်ပါတယ်။ဒါအပြင်သူမဟာဖဲကစားတာနဲ့အမဲလိုက်တာကိုလည်းဝါဒနာပါသူဖြစ်ပါတယ်။သူမရဲ့ဝါဒနာတွေဟာသူ့ရဲ့ဝါဒနာတွေနဲ့အကွက်ကြကြတူညီနေတာကြောင့်ဟင်နရီဟာလက်ခံခွင့်တောင်းဖို့စေတမန်တွေကိုချက်ချင်းစေလွှတ်လိုက်ပါတယ်။ဒါပေမဲ့လူတိုင်းအန်အောသွားရတာကတော့အဲ့ဒီအမျိုးသမီးငယ်ကကမ်းလှမ်းမှုကိုပြက်ပြက်သားသားညှင်းဆိုလိုက်တာပါ။သူမဟာဟင်နရီကဘလို့လူမျိုးလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရင်မိဖုရား၃ဦးစလုံးဟာကောင်းမွန်တဲ့အဆုံးသတ်မရှိခဲ့ကြလို့ပါပဲ။ဒါဝင်ကြီးချင်းကြတဲ့အမတ်တွေကဇွတ်တဲ့ဆက်လက်တောင်းဆိုတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကဒီလိုပြန်ပြောလိုက်ပါတယ်။အမှန်အတိုင်းပြောရရင်တော့လူကြီးမင်းတို့ရကျမမှာခေါင်းနှလုံးသားရှိမယ်ဆိုရင်တစ်လုံးကိုဘယင်ကြီးအတွက်အသုံးတော်ခံကိုပေးလိုက်မှာပါ။ဒါပေမဲ့ခက်ကြကကျမမှာဒီခေါင်းတစ်လုံးနဲ့ပဲရှိတာမို့လို့ပါ။အမတ်တွေလည်းလက်လျှော့လိုက်ရုံကအခြားမရှိတော့ပါဘူး။အငင်းခံလိုက်ရတဲ့ဟင်နရီဟာဒုတိယအကောင်းဆုံးကိုပဲကျင်းတတ်ရမယ့်အခြေအနေမို့လို့ကြံရှိတဲ့ကိုယ်စားလှယ်တွေထဲမှာရွေးချယ်ခဲ့ရပါတယ်။အမတ်တွေရဲ့စဉ်းစားမှုဖလက်တိုက်တွန်းမှုကြောင့်ဟင်နရီဟာနောက်ဆုံးမှာဂျာမန်မင်းသားကြီးတို့နဲ့လက်ထပ်ဖို့သဘောတူလိုက်ပြီးမြဲကြီးမားတဲ့မျောလင်းချက်တွေနဲ့သူမကိုတွားတွေ့တဲ့အခါမှာရှေ့မှာမြင်ကွင်းရတဲ့မြင်ကွင်းဟာသူ့ကိုချက်ချင်းစိတ်ပြည့်လျော်သွားစေတာပါတော့လေ။